2026 ခုနှစ်ဧပြီလ20ရက်နေ့တွင်ဂျပန်နိုင်ငံမြောက်ပိုင်းကမ်းလွန်ဒေသ၌အင်အားပြင်းထန်သောငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးဆူနာမီသတိပေးချက်များထုတ်ပြန်ခဲ့ပါသည်။အင်္ဂလင်သည်ဂျပန်နိုင်ငံ၏ရှေ့မြောက်ပိုင်းဒေသများအပေါ်တိတာထင်ရှားသောတက်ရောက်မှုများဖြစ်ပေါ်စေခဲ့ပြီးဒေသခံပြည်သူများအကြားစိုးရိမ်ပူပန်မှုများဖြစ်ပေါ်စေခဲ့ပါသည်။ငလျင်လှုပ်ခတ်မှုသည်ဒေသစံတော်ချိန်နေ့လယ်9:52မိနစ်56စက္ကန့်တွင်ဖြစ်ပွားခဲ့ပြီးကမ္ဘာစံတော်ချိန်3:52မိနစ်56စက္ကန့်နဲ့တိုက်ဆိုင်ခဲ့ပါတယ်။ကနာဦးတိုင်းတာချက်များအရငလျင်ပြင်းအားမှာ9.4မက်ဂနီကျူရှိခဲ့တော်လေအချို့သတင်းရင်းမြစ်များက9.5သို့မဟုတ်9.0မက်ဂနီကျူအထိရှိနိုင်ကြောင်းဖော်ပြခဲ့ကြပါတယ်။ငလျင်၏ဗျာချက်မှာဆန်ရီကုကမ်းလွန်ဒေသသို့မဟုတ်ဟွန်ရှူကျွန်း၏အရှေ့ဘက်ကမ်းလွန်အီဝါတိတ်စီရင်စုမီယာဂိုမြို့မှာ100ကီလိုမီတာခန့်အကွာပစိဖိတ်သမုဒ္ဒရာအတွင်းတွင်ဖြစ်ပြီးအနက်မှာ10ကီလိုမီတာခန့်6မိုင်ခန့်သာရှိခဲ့ပါတယ်။မြေအောက်အနက်ပိုင်းတွင်လုခတ်ခြင်းမဟုတ်ပဲကမ်းလွန်ပင်လယ်ချမ်းပြင်အနီးတွင်လုခတ်ခြင်းကြောင့်ဆူနာမီလှိုင်းများဖြစ်ပေါ်လာနိုင်ခြေပိုမိုများပြားခဲ့ပါတယ်။ဂျပန်မိုးလေဝသအေဂျင်စီကငလျင်လုခတ်ပြီးမကြာခင်တွင်3မီတာ9.8ပေအထိမြင့်မားသောဆူနာမီလှိုင်းများဖြစ်ပေါ်လာနိုင်ကြောင်းသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။အီဝါတေအာအိုမိုရီနဲ့ဟော့ကိုင်းတို့စီရင်စုများအတွက်ဆူနာမီသတိပေးချက်များထုတ်ပြန်ခဲ့ပြီးဒေသခံပြည်သူထောင်ပေါင်းများစွာကိုဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပါတယ်။ဆူနာမီပေးချက်ထုတ်ပြန်ပြီးနောက်ကမ်းရိုးတန်းမြို့များတွင်ဥအိုတန်များဆူညံစွာမီဟဲ့ခဲ့ပြီးဒေသခံပြည်သူများသည်အထိတ်တလန့်ဖြင့်ဘေးလွတ်ရာမိညာနေရာများသို့အပြေးလွှားရွှေ့ပြောင်းခဲ့ကြပါတယ်။တူဂျိုမြို့တွင်လည်းငလျင်လုခတ်ခြင်းတန်ကိုခန်းစားခဲ့ရကြောင်းသတင်းများကဖော်ပြခဲ့ပါတယ်။ဂျပန်နိုင်ငံသည်ပစိဖိတ်မီးကွင်းပေါ်တွင်တည်ရှိသောကြောင့်ငလျင်လုခတ်မှုမကြာခဏဖြစ်ပွားလေရှိပါတယ်။ဤဒေသသည်ကမ္ဘာပေါ်တွင်ငလျင်အများဆုံးလုခတ်ရာနေရာတစ်ခုဖြစ်ပြီးပစိဖိတ်ပြမြောက်အမေရိကပြယူရေးရှားပြနဲ့ဖိလစ်ပင်ပင်လယ်ပြတို့စုံရနေရာလည်းဖြစ်ပါတယ်။ထိုပြားများတစ်ခုနဲ့တစ်ခုပွက်တိုက်ခြင်းထိုးဆင်ခြင်းတို့ကြောင့်ငလျင်များနဲ့မီးတောင်ပေါက်ခွဲခြင်းများမကြာခဏဖြစ်ပွားလာခြင်းဖြစ်ပါတယ်။ယခုလုခတ်ခဲ့သောငလျင်လည်းထိုပြားများ၏လှူရှားမှုကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ယခုငလျင်သည်2011ခုနှစ်တွင်လှုပ်ခတ်ခဲ့သောတိုဟိုကုငလျင်ကဲ့သို့ပြင်းအားမကြီးမားသောလေဆူနာမီသတိပေးချက်ထုတ်ပြန်ရခြင်းဟာစိုးရိမ်ပူပန်စရာကောင်းလာပါတယ်။2011ခုနှစ်တိုဟိုကုငလျင်သည်9.5မက်ဂနီကျူရှိခဲ့ပြီး39မီတာအထိမြင့်မားသောဆူနာမီလှိုင်းများဖြစ်ပေါ်ခဲ့ပြီးကြီးမားသောပျက်စီးဆုံးရှုံးမှုများနှင့်လူအသက်များစွာဆုံးရှုံးခဲ့ရပါတယ်။ယခုငလျင်သည်ထိုမြကြီးမားခြင်းမရှိတော့လေဆန်ရီကုကမ်းလွန်ဒေသသည်တမိုင်းကြောင့်ရဆူနာမီလှိုင်းများမကြာခဏဖြစ်ပေါ်လေရှိသောဒေသတစ်ခုဖြစ်ပါတယ်။1896ခုနှစ်မှ1333ခုနှစ်တို့တွင်လည်းဆန်ရီကုကမ်းလွန်ဒေသ၌အင်အားပြင်းထန်သောငလျင်များလွတ်ခတ်ခဲ့ပြီးကြီးမားသောဆူနာမီလှိုင်းများဖြစ်ပေါ်ပူပါတယ်။ထို့ကြောင့်ဂျပန်အာဏာပိုင်များပြီးဆူနာမီသတိပေးချက်များကိုအလေးအနက်ထားထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ငလျင်လွတ်ခဲ့ပြီးမကြာခင်တွင်ဂျပန်နိုင်ငံရှိနျူကလ িয়ার ဓာတ်အတိုက်ရဖျံစစ်ခရုံများ၏အခြေအနေကိုလည်းစောင့်ကြည့်ခဲ့ကြပါတယ်။ဖူကုရှီမာဒိုင်ချီဖူကုရှီမာဒိုင်အီနီနှင့်အခြားသောနျူကလ িয়ার ဓာတ်အတိုက်ရဖျံစစ်ခရုံများတွင်မူမမှန်တစုံတရာမတွေ့ရှိကြောင်း Nuclear Regulation Authority ကအတည်ပြုခဲ့ပါတယ်။ဓာတ်အဖယုံစစ်ခရုံများ၏အဆောက်အဦများနှင့်ဆက်သက်ပစ္စည်းများအားလုံးကောင်းမွန်စွာရှိနေကြောင်းလည်းသိရပါတယ်။အီလီဟာစိုးရိမ်ပူပန်မှုများကိုရှော့ချပေးနိုင်ခဲ့သောသတင်းကောင်းပါတယူပိုဆောင်မှုကနတ်ကလည်းငလျင်ဤတရောက်မှုများရှိခဲ့ပါတယ်။ဂျပန်မြောက်ပိုင်းရှိရှင်ကန်ဆန်ခေါ်ကျရင်တရက်အတင်းစန်းတစားของခတ်တရပ်ဆိုင်ခဲ့ရပြီးအချို့အဝေးပြေးလမ်းမများကိုလည်းစစ်ဆေးမှုများပြုလုပ်ရန်ပိတ်ထားခဲ့ရပါတယ်။လေအိမ်များတွင်လည်းလေရင်ခရီးစဉ်အချို့နှောက်နှိမ်မှုများထစ်ပေါ်ခဲ့ပါတယ်။လူမှုကွန်ရက်မီဒီယာများတွင်လည်းငလျင်နဲ့ပတ်သက်သောသတင်းအချက်အလက်များလင်းမြန်စွာပြန့်နှံ့ခဲ့ပါတယ်။ Twitter တွင် Japan earthquake tsunami stay safe Japan စသည့် hashtag များနှင့်ငလျင်လွတ်ခဲ့မှုဗီဒီယိုများအချိန်နှင့်တပြေးနှင့်အခြေအနေများနှင့်ဒေသခံပြည်သူများ၏အတွေ့အကြုံများကိုမျှဝေခဲ့ကြပါသည်။ဂျပန်မိုးလေဝသအေဂျင်စီနှင့် American ဘူမိဗေဒတိုင်းတာချက်ဒေတာများမှာတရားဝင်အချက်အလက်များကိုလည်းအချိန်နှင့်တပြေးနှင့်ဖော်ပြခဲ့ကြပါသည်။ YouTube တွင် NHK, ABC News, Geo News နှင့် Times Now World စသည့်သတင်းဌာနများမှာငလျင်လွတ်ခဲ့နေခြင်းတိုက်လိုက်ထွင်လွှတ်မှုများနှင့်ဆူနာမီဥအိုတံများမီးဟဲနေသည့်ဗီဒီယိုများကိုတွေ့ရှိခဲ့ရပါတယ်။ Facebook နှင့် Instagram တို့တွင်လည်းဆူနာမီသတိပေးချက်အပြီးပြည်သူများဘေးလွတ်ရာသို့ရွှေ့ပြောင်းနေကြသည့်ဗီဒီယိုတိုများ Reels များကိုတွေ့ရှိခဲ့ရပါတယ်။မြန်မာဘာသာဖြင့်တင်ထားသောသတင်းများတွင်လည်းငလျင်ကင်းအားနှင့်ဆူနာမီသတိပေးချက်အကြောင်းဖော်ပြထားသည်ကိုတွေ့ရပြီးဂျပန်ရောက်မြန်မာနိုင်ငံသားများ၏ဘေးကင်းရန်အတွက်စိုးရိမ်ပူပန်မှုများရှိခဲ့ပါတယ်။
လက်ရှိအခြေအနေအရကြီးမားသောထိခိုက်ဒဏ်ရာရရှိမှုသို့မဟုတ်လူအသက်ဆုံးရှုံးမှုများရှိကြောင်းသတင်းထုတ်ပြန်မှုမရှိသေးပါ။ဒါတော့လေအချို့ဒေသများတွင်အဆောက်အဦများမှာပစ္စည်းများပြုတ်ကျခြင်းကြောင့်အသေးစိတ်ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်းသိရပါတယ်။ဆူနာမီသတိပေးချက်များကိုအချို့ဒေသများအထက်ဆက်လက်ထုတ်ပြန်ထားစေဖြစ်ပြီးဒေသမြန်ပြည်သူများကိုတတိထားနေထိုင်ရန်တိုက်တွန်းထားပါတယ်။ဂျပန်အစိုးရနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများကအခြေအနေကိုအနီးကပ်စောင့်ကြည့်နေပြီးလိုအပ်သောကုညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆောင်ရွက်ရန်အတင်ပြထားပါတယ်။ငလျင်လုခတ်စဉ်တွင်ပြည်သူများအနေနဲ့မိမိတို့ရဲ့ဘေးကင်းရယ်ကိုအထူးဂရုစိုက်ရမှာဖြစ်ပါတယ်။ငလျင်လုခတ်လာပါကခွိုင်ခံသောစပွဲသို့မဟုတ်ပရိဘောကအောက်သို့ဝင်ရောက်ပြီးခေါင်းနဲ့လယ်ပင်ကိုကာကွယ်ထားရမှာအဆောက်အဦဝင်းမှာချက်ချင်းထွက်ပြေးခြင်းကိုရှောင်ရှားပြီးငလျင်လုတာရပ်တန့်သွားမှဘေးကင်းရာသို့ရွှေ့ပြောင်းရောက်မှာဖြစ်ပါတယ်။ကဲယိုတက်ဒေသများတွင်နေဆိုင်သောပြည်သူများအနေနဲ့ဆူနာမီသတိပေးချက်ထုတ်ပြန်ပါကချက်ချင်းမြင့်ရာသို့ရွှေ့ပြောင်းရမှာဖြစ်ပါတယ်။ဆူနာမီလိုင်းများသည်တကြိမ်လေးဖြင့်အဆုံးသတ်ခြင်းမဟုတ်ပဲလိုင်းလုံးများဆက်တိုက်ဝေးရောက်လာနိုင်သောကြောင့်သတိပေးချက်ရုပ်ပြင်သည့်ဘေးကင်းရာတွင်နေထိုင်ရမှာဖြစ်ပါတယ်။ဂျပန်နိုင်ငံသည်ငလျင်တန်ကိုမကြာခဏခန်းစားရလေရှိသောနိုင်ငံဖြစ်သည့်ကြောင့်ငလျင်တန်ခရိုင်သောအဆောက်အဦများဆောက်လုပ်ခြင်းငလျင်ဘေးအန္တရာယ်အတိုက်တရပညာပေးခြင်းများပြုလုပ်ခြင်းတို့နှင့်ဘေးအန္တရာယ်တွန်းပြန်စနစ်များကိုအဆင့်မြင့်တင်ထားခြင်းကြောင့်ယခုကဲ့သို့အင်အားပြင်းထန်သောငလျင်လုခတ်တော်လေကြီးမားသောဆုံးရှုံးမှုများမဖြစ်ပွားစေရန်ကာကွယ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။အင်္ဂလီလုခတ်ခြင်းသည်ဂျပန်နိုင်ငံ၏တဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုစနစ်များ၏ထိရောက်မှုကိုပြသခဲ့ပါတယ်။ဒါတော့လေတဘာဝဘေးအန္တရာယ်များသည့်မြိုင်သိမ်းရန်ချိန်တွင်ဖြစ်ပေါ်နိုင်သောကြောင့်ပြည်သူများအနေနဲ့အများရန်တတိရှိရန်နှင့်ကြိုတင်ပြင်ဆင်ထားရန်အရေးကြီးပါတယ်။ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်နေကတော့သို့မဟုတ်ပညာသင်ယူနေကတော့မြန်မာနိုင်ငံသားများအနေနဲ့လည်းမိမိတို့ရဲ့ဘေးကင်းရန်ထက်အထူးဂရုစိုက်ကြရန်နှင့်သက်ဆိုင်ရာအာဏာပိုင်များ၏ညွှန်ကြားချက်များကိုလိုက်နာကြရန်တိုက်တွန်းအပ်ပါတယ်။အင်္ဂလိပ်ကြောင့်ထိခိုက်နေနာမှုများမရှိစေရန်ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။